အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ရှက်ဝေတယ်ပါဒီနေ့မှာတော့ကချင်ရိုးရဟင်းချက်နေလေးနဲ့မိတ်ဆက်ပေးပါအောင်ဗျာဟင်းချက်နေလေးဆိုတော့ကျွန်တော်နဲ့အတူတူဗီဒီယိုလေးကိုလိုက်ကြည့်ပေးကြပါအောင်ဗျာပါဝင်ပစ္စည်းတွေအနေနဲ့ကတော့မြင့်ချင်ပါမယ်ကျက်သွန်နီပါမယ်ခဲညင်စီပါမယ်ချင်တော်ကားသည့်အစိမ်းမရှိလို့ချင်တော်ကားသည့်ကြောက်လေးထည့်ထားရဗျပြီးရင်ရုပ်သီးစိမ်းလေးပါမယ်ရှမ်းနန်းနဲ့ဖက်ဖက်ရွက်လေးပါထည့်ထားပါတယ်ဗျကျက်သားတော့ချက်ကတော့လွယ်ကူအောင်လို့ကျွန်တော်အခုလိုမျိုးလေးစီပူလေးထိုးလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဗျာအခုဆိုရင်တော့ဟင်းချက်လေးကိုစပြီးတော့ချက်ပါတော့မှာဖြစ်ပါတယ်ဗျာဒီလိုလေးကိုအပူပေးပြီးတာနဲ့စီလေးနည်းနည်းထည့်လိုက်တယ်ပေါ့ဗျာပြီးပြီဆိုတာနဲ့ဂျင်းချက်သွန်းဖြူလေးစပြီးတော့စီတတ်ပါတယ်ဗျာဂျင်းချက်သွန်းဖြူအနံ့လေးတွေမှုေးပြီးတော့စီတတ်အနံ့လေးထွက်လာပြီဆိုတာနဲ့ကျန်တာလေးတွေကိုဆက်ပြီးထည့်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ပါဝင်ပစ္စည်းတွေရဲ့တချို့တော့ကိုထည့်လိုက်ပါတယ်ဗျပါဝင်ပစ္စည်းလေးတွေထည့်ပြီးတာနဲ့အနံ့လေးနည်းနည်းထွက်တော့ထပ်ပြီးတော့လှိမ့်ပေးလိုက်ပါတယ်ဗျပြီးတာနဲ့ကျွန်တော်တို့အရာသာပိုင်းကိုဆက်ပြီးထည့်သွားမှာဖြစ်ပါတယ်ဗျအရာသာရင်းအနေနဲ့ကတော့ခီးစီထည့်တယ်ဗျပြီးပစုံနန်းကပြားကြီးထည့်တယ်ဟင်းညုံမုတ်လေးနည်းနည်းသုံးတယ်ကြက်သားမုတ်လေးနည်းနည်းသုံးထားပါတယ်ဗျအချင်းရတာတော့ကျွန်တော်ချင်းစော်ကားဒီကြောက်လေးရနေပြီးတော့ပဲရှူသုံးလာတယ်ဗျလိုရရင်တော့ကျွန်တော်ရှောက်ရည်လေးနည်းနည်းလိုက်ပေးပါတယ်ဗျအယောင်အနေနဲ့ကတော့ကျွန်တော်အယောင်တင်မှုမသုံးတော့ပါဘူးဗျကျွန်တော်တို့မှာရုပ်ဒီအနှစ်ကိုချက်ထားတဲ့ရုပ်ဒီအနှစ်သက်သက်ထည့်ချက်ပါတယ်ဗျရတာလေးထည့်ပြီးလုံးပြီးသွားပြီဆိုတာနဲ့ခုနကကြော်ထားတဲ့ကြက်သားလေးကိုပါရတာဝင်အောင်ထပ်ပြီးတော့လှိမ့်ပေးလိုက်ပါတယ်ဗျခုလိုရတာလေးဝင်အောင်လှိမ့်ပြီးဆိုတာနဲ့ရှည်ဆက်လေးထည့်ပြီးတော့ခဏနှက်ပေးလိုက်ပါတယ်ဗျတော့လိုရရင်တော့ကျွန်တော်ဖုန်းလေးပါဖုံးပေးရပါဗျဖုန်းလေးဖုံးပြီးတော့2မိနစ်3မိနစ်လောက်တော့ကျွန်တော်အသားလေးကြက်တော့နှက်ပေးလိုက်တယ်ဗျအဖုန်းလေးဖွင့်လိုက်တဲ့အချိန်မှာတော့ဟင်းနံ့လေးကတော့တော်တော်လေးကိုမိုင်းနေပါရဲ့ဗျလုံးဝရိုးရနံ့လေးပါဗျမြချင်နံ့လေးရယ်ချင်းတော်ကားကြီးနံ့လေးရယ်ထည့်ထားတဲ့မြုပ်သီးစိမ်းလေးရယ်ပေါ့ဗျအဲ့မှာထပ်ပြီးတော့ပေါင်းဖတ်သွားတာတော့ကျွန်တော်တို့ဖက်ဖက်ရွက်လေးရရှမ်းနန်းနန်းလေးရပင်သေးလေးရထပ်ပြီးတော့ပုတ်လိုက်ပါဗျအဲ့ဒီအချိန်မှာလုံးဝဟင်းဝဲကပြီးပြည့်စုံသွားပြီဗျကြည့်လိုက်ပါဦးမနဲ့အရာသာနဲ့ရမ်းအောင်ဝါကိုစင်ပြေနေပါတယ်ပေါ့ဗျာဒီဟင်းဝဲလေးကထမင်းဖြူနဲ့ပဲစားရှမကလူတွေများအတွက်ရက်လေးနဲ့ပဲသုံးဆောင်ပေါ့ဗျာရမ်းအောင်မှစားကောင်းတဲ့ဟင်းဝဲလေးပါဗျအရင်လည်းမချင်ဘူးအရင်လည်းမဆက်ဘူးလုံးဝရိုးရအနံ့လေးတင်းလေးနဲ့ပေါ့ဗျာကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုပေးနေကြတဲ့တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်လို့နောက်လည်းဗီဒီယိုအသစ်လေးဆက်တင်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and follow နဲ့ subscribe လေးနှိပ်သွားပေးကြပြီးပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်လို့ပြောရင်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ပေါ့ဗျာအားလုံးပဲ bye bye